တကယ်ရော manifesting ကအလုပ်ဖြစ်ရလားအခုခေတ်လူငယ်တော်တော်များများ manifesting လုပ်လာကြတာကိုတွေ့ရပြီး manifesting လုပ်တာကတကယ်ရောထိရောက်စေရလား manifesting လုပ်တာကတော့မဖြစ်လာသေးတဲ့အရာကိုဖြစ်လာတော့မှဆိုပြီးတော့စိတ်ထဲမှာမှတ်ယူတာပဲဖြစ်ပါတယ် manifesting လုပ်လို့တကယ်ဖြစ်မြောက်သွားတဲ့သူတွေလည်းရှိကြပါတယ်ဒါဆို manifesting လုပ်တာကတကယ်ပဲအလုပ်ဖြစ်နေရလားတနည်းပြောရရင် manifesting လုပ်တာကစိတ်ကြောက်ပဲဖြစ်ပါတယ် manifesting ဆိုတာကကိုယ့်ရဲ့စိတ်ထဲကို negative thinking တွေမထည့်ပဲ positive thinking တွေပဲတွေးခိုင်းတာဖြစ်ပါတယ်ဒီတော့ manifesting လုပ်တာကဘယ်လိုထိရောက်စေရလဲလူတစ်ယောက်မှာအကောင်းမြင်စိတ် positive thinking တွေပဲများလာတဲ့အခါမှာစိတ်ကပေါ့ပါလာပြီးတော့လုံသက်မြတိုင်းကလည်းမြ мян ဆက်ဆန်နဲ့ပြီးစီးလာလို့ပဲဖြစ်ပါတယ်ဆိုတော့အလောက်မြများပြီးတော့ကိုသွားချင်တဲ့ပန်းနိုင်ကိုအမြန်ဆုံးရောက်သွားမှာဖြစ်ပြီး manifesting လုပ်လို့မဖြစ်လာသေးရင်လည်း negative thinking မတွေးပဲဖြစ်ဖို့အချိန်မရောက်လာသေးရဆိုပြီး positive thinking နဲ့တွေးရမှာပါအဲ့တော့ manifesting ဆိုတာကစိတ်နဲ့ပဲသက်ဆိုင်တာပါစိတ်ပျော်နေမှကိုလုပ်တဲ့အရာတွေကလည်းဖြစ်မြောက်လာမှာပဲဖြစ်ပါတယ်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးတော့မှာဖြစ်လို့သူတို့ရဲ့သိရရ channel လေးကို follow လုပ်ပေးခဲ့ကြပါဦးเนาะအဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ရှင်